တခြားဘာသာတရားတွေကပြောသလိုပြောရဲ့ဒီဘဝဒီလူဘဝကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ကိုယ်ဝယ်တဲ့ခေကြီးထွန်းကားတဲ့အချိန်မှာဗုဒ္ဓကလည်းငါလူဖြစ်လာတာဘယ်သူဖန်ဆင်းလို့ဖြစ်တယ်လဲလိုက်ရှာတယ်ဖန်ဆင်းရှင်ရှာမတွေ့ဒီခန္ဓာအိမ်တိဆောက်တဲ့ပုဂ္ဂိုလ်အနေနဲ့ရှာမတွေ့ဘူးဓမ္မအနေနဲ့သွားတွေ့ဘယ်သူနဲ့ဘယ်သူဖန်ဆင်းတယ်လဲဆိုလို့ရှိရင်တဏှာနဲ့ကမ္မဘာနဲ့ပါကံနဲ့တဏှာကဖန်ဆင်းလို့ဒီဘဝလူဖြစ်တာဒီကနေ့ under this body tree I defeated this internal mara အတွင်းမှန်အတွင်းရန်သူဆိုတဲ့ဒီတဏှာနဲ့ဒီကံကိုဒီအဝိဇ္ဇာကိလေသာကိုငါရှင်မုန်းလိုက်နိုင်ပြီဝမ်းမြောက်ဝမ်းသာတကားတဲ့ရှူးရင်တဲ့စကားဘောရိပင်အောင်မှာပြောသွားတယ်အဲ့ဒီဒေသနာကိုပြောပြတယ်မေကွန်းဟောပြောပဲပြီးသွားတော့ပရိုဖက်ဆာတရားကလာမေးတယ်ဆရာတော်ဖန်ဆင်းရှင်ကိုရိပ်ပြောသွားဖို့ပေါ်တယ်ရိပ်ပြောတာမဟုတ်ဘူးကွာလေတဲ့ပြောတာလည်းပြောလိုက်တယ်သူလည်းတော်တော်ကျဉ်တတ်တာနော်